ကချင်အရသာမဲ6လေး ready made လေးကိုဝယ်ပြီးမှ oven ထဲမှာ15မိနစ်လောက်ပြန်กินဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်ကချင်ရသာဆက်ဆက်နဲ့ရမ်းစားကောင်းပါတယ် top ပေါ့နော် top ကချင်အမဲကင်အမဲသား6ဆက်ဆက်ပေါ့နော်ကချင်ပြန်နေတာတော့ oven ထဲမှာ15မိနစ်လောက်ထည့်ပြီးမှရလာတဲ့ဟာပေါ့နော်ကျွတ်လေးဖြစ်သွားတယ်အဲ့လိုအထုပ်ကနေပြီးမှတခါတည်းဖောက်စားလို့ရှင်လဲရတယ်ဒါပေမဲ့လည်းပို့ပြီးမှအသားခံအောင်နည်းနည်းကျွတ်လေးဖြစ်သွားအောင်ဆိုပြီးမှ oven ထဲမှာထည့်ပြီးမှกินလိုက်တော့ပို့ပြီးမှစားကောင်းသွားတာဖြစ်ပါတယ်ရတာလေးကဆက်ဆက်နဲ့မွေးနေပေါ့နော်ဒီရတာလေးဖြစ်ပါတယ်စားကြည့်ကြပါနော်